ကိုတိုင်ရှင်ဘာကြီးလုံနေရလဲ ဟာဟိုကြည့်ဒီဘောကဘာဒီမဲ့ထူးဆန်းတက်မလဲ ညွှန်ကြည့်လိုက်လေတနေ့က iPhone ပဲသုံးနေရပဲရှင်ပြောစရာရှိလို့ အေးပြောလေ ဟုတ်လေ power station ဆိုတဲ့ဟာကြီးတုတ်တူဝဲကြရအောင် ဟိုဘက်အရင်ဝယ်ထားတဲ့ဟာကိုပြောတာမဟုတ်လား တဲ့အားလေဟို300ဝက်လောက်ကနေစလာရဲတဲ့တော်လို့ရှိရင်မီထွန်းတာတို့ပန်ကဖွင့်တာတို့ပြီးတော့ဖုန်းနဲ့ laptop တို့လိုအသေးစားတွေပါအသွင်းလို့ရရဲတဲ့ကျုပ်အဲ့ဒါလိုချင်လို့ ဒါပေမဲ့ငါတွေ့ကြတော့လေ TV ကြည့်ရတယ်မျိုးတက်တော့လုံးနေကြတာပါ ဟုတ်တယ်လေအဲ့ဒါဝက်များတာဝယ်ထားတာသူတို့ဝယ်ထားလေ1000ဝက်ဆိုလားပဲဝက်နဲတာများတာပေါ့မူတည်ပြီးတော့မှရေခဲတက်တာတို့အဝိရှော်ဆက်တို့ပါသုံးလို့ရရဲတဲ့ ဟုတ်လားအဲ့ဒါဆိုပူကောင်းတာဗောဟာဒါပေမဲ့သုံးလို့အဆင်ပြေတာတစ်ခုနဲ့လည်းအဆင်ပြေပါဘူးဟာအားပြန်သွင်းရအောင်မယ်အားသွင်းမယ်ဆိုရင်လည်းအချိန်ကတီးတိုင်ထပ်ပြီးနေအောင်ပါ ကျုပ်အဲ့ဒါပါတခါတည်းမေ့လာခဲ့။ तू ကလေဝက်နှမ်းများပေါ်မူတည်ပြီးတော့မှအသွင်းတာတနာရီကနေ3နာရီသွင်းလိုက်တာနဲ့အပြည့်ရတဲ့။ဟိုပြီးတော့လို့ရှိရင်လေဟိုမီးမလာတဲ့နေရာတွေမှာဆိုလို့ရှိရင်လေဆိုလာနဲ့အလွယ်တကူအသွင်းလို့ရရဲတဲ့ကိုတာကြီးရဲ့ ဟုတ်ပါပြီအိမ်တော်လည်းတကယ်သုံးဖို့မယ်ဆိုရင်တော့ဝယ်ရမှာပဲလေဘယ်မှာတော့လို့ရလဲ ။ကျုပ်တို့အရင်တစ်ခါတော့ဝယ်တဲ့ unit ဆန်မှာပဲဝယ်ကြမယ်လေ။အဲ့မှာပစ္စည်းစုံရှိရဲ့။ရန်နိုင်တဲ့ model တွေအနေနဲ့ကတော့ EcoFlow Raver 3 300 watt ဆိုရင်9,200,000ကျပ် EcoFlow Raver 3 Plus 600 watt ဆိုရင်တော့12,9,100,000ကျပ် EcoFlow E980 900 watt ဆိုရင်18,6,900,000ကျပ်ဖြစ်ပြီးတော့ EcoFlow Raver 2 Max 900 watt ဆိုရင်14,300,000ကျပ် EcoFlow Data 3 1800 watt ဆိုရင်တော့29,700,000ကျပ် EcoFlow Data 2 Max 2,400 watt ဆိုရင်တော့35,4,900ကျပ်ဆိုပြီးတော့ရှိရဲတဲ့အမကန်ရလဲလေဝယ်တဲ့ model ပေါ်မူတည်ပြီးတော့မှ2နှစ်တို့5နှစ်တို့ပါဆိုတော့အမကန်ပိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ချရတယ်ကိုတာအေးရဲ့ အေးပါ unit ဆိုရင်တော့စိတ်ချရတယ်လေဒါတော့ဝယ်မယ် ခဏဆောင်ခဏလေးကိုတာအေးတော့ကြရအောင် အေးဒါတော့မယ်လေ ပြောဖို့ကြံနေခဲ့လို့အခုပြောပြပေးသွားတဲ့ power station လေးတွေကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့နီးစပ်ရ unit ဆိုင်ခွဲတွေမှာဝယ်လို့ရပါတယ်။ online ကနေစက်သွယ်စုံစမ်းဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့39 522 4400ကနေ39 522 4400အထိစက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်။ဒါအပြင် unit ရဲ့ website ဖြစ်တဲ့ unit.com.mm ကနေလည်း order တင်မှာယူနိုင်ပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲတတား